အားလုံးမင်္ဂလာပါဗတ်ပလေးအတွက်ဖိုင်လေးတစ်ဖိုင်ပေါ့နော်ဒီကနေ့ကဘာလဲဆိုတော့ကျွန်တော်အမြဲတမ်းနေကြပါပဲအဲ့ဒါဒါလေးရှင်းပြရအောင်ဒီနှလုံးလေးကလေးလိုရှိတယ်အဲ့လေးရှိတဲ့ဒီကိုးတယ်မှာလေးကိုနောက်ပဲတင်ပြီးခုခါနေရတယ်နှလုံးလေးလိုရှိတယ်ကိုယ်ဒီမှာသုံးပိတ်လို့တင်ပြီးချက်ကလေးရတယ်လေးလိုရှိတယ်ကိုယ်ဒီမှာနှစ်ပိတ်တင်ပြီးခုံကားလေးရတယ်ဒီစကားကြီးရဲ့သဘောတရားကဘာလို့လဲဆိုအဲ့ဒီနှလုံးလေးတောင်းပြီးလေးထိနေဒီဘက်မှာရှိရဲ့ဒီလေးကိုဒီမှာရွှေ့လိုက်တဲ့လေးပရင်းနေရအဲ့လေးပရင်းနေရတဲ့နံပါတ်လေး3ပေါ်လေးကဒီမှာဒီလိုပြန်ကြတယ်ဘာလို့ကြလဲ30ခွန်ခါဖြည့်ပြီးပြန်ကြတယ်ရှားပြီးတယ်အဲ့တန်ပြီးလည်းမလေးပိတ်အဲ့နောက်နဲ့လေးပိတ်နော်ဒီလေးပိတ်ပြီးတော့တနေ့ချမှာအဲ့ဒီလေးပိတ်ကိုလေးပြန်ထွက်လာခမိုက်ချိန်မှာဒီနေ့ရင်ဆိုင်ကမှာ3ပရိတ်ကြီး3ပရိတ်ရဲ့ဒီဘက်မှာခွန်ခါရှိတယ်အဲ့လေးပိတ်ကြပြီဒီဘက်မှာထပ်ပြီးလေးပိတ်ကျွန်တော်ဖြေချကြည့်မယ်နော်ဒါဘယ်လိုသွားမလဲဆိုလဲဖြေကြည့်အောင်အဲ့ဒါဒုတိယတန်းကြည့်အောင်ဒီကဒီနှလုံးလေးရေးလိုက်ပြီသုံးလုံးနောက်ပိတ်တယ်ချက်ကလေးအဲ့ဒီထဲမှာလေးထိနေတော့ပြေထွက်တယ်ဘာကြောင့်လေးထိနေတော့ပြေဆိုတာတော့ဒီမှာဒီပေါ်သုံးရဘာသုံးရလေးထိနေတော့ပြေအဲ့လေးထိနေထွက်တဲ့သုံးပြေထွက်ခဲ့တယ်လေးသုံးတာကနောက်နေ့ကိုပြန်ကြတယ်ဘာတော့ပြန်ကြ30ခွန်ခါတယ်နေ့ကိုမှကြတယ်အဲ့ဒီထဲမှာ3ပိတ်တယ်3ပိတ်တဲ့နောက်တနေ့ချမ်း3ပိတ်လာဘာတော့3ပိတ်တာလဲ3ပိတ်ခွန်ခါရှိတယ်အဲ့3ပိတ်ပြီးဒုတိယဘော3ပိတ်ဒီဘောတက်ကျွန်တော်ကြည့်အောင်ဟုတ်ရဲ့အဲ့လိုတက်ရကြည့်အောင်မနှလုံးလေးလိုရိုက်တယ်နှစ်ပိတ်ကလေးကိုခွန်ခါလို့ထင်တယ်အဲ့ဒီထဲမှာလေးထိပ်နဲ့ပြိကြတယ်ဘာလို့ကြအောင်သူ့ရှင်ကတနေ့ကမှဒီနှစ်ကလေးဒီချူတယ်အဲ့လေးတကောင်ကနောက်နေ့ကိုကျွန်တော်ချမ်းကြတယ်ဘာလို့ကြတာ30ခွန်ခါလို့ပြင်နေကြတယ်အဲ့ဒီလေးကြည့်အောင်အဲ့ဒီမှာနှစ်ပိတ်တယ်ဘာလဲနှစ်အဲ့ဒီနှစ်ပိတ်သဘောတရားတော့တနေ့ကမှအဲ့ဒီစပိတ်တဲ့အချိန်သုံးပရိတ်ခွန်ခါရတန်းမှာပိတ်တယ်အဲ့တော့သူ့အောင်မှာနှစ်ပိတ်ဆက်တယ်ယူကြနော်ဒီနှစ်ပိတ်ဆက်ကြနေတယ်ကြနေတော့အဲ့တော့ကျွန်တော်ဒီကက်တွေရှင်းပြအောင်ဒီကက်တွေဒီမှာလေးပိတ်ဆက်ကြတယ်ကြတာတိတ်ကုန်လာလေဒီဘယ်လိုလုပ်ကြလဲဒီဟာနော်ကျွန်တော်ကြည့်တော့ဒီမှာရှိတဲ့ပထမလေးပိတ်မှာရှိတဲ့စစ်ကားအထက်မှာသူ့ငကတစ်ထောက်လာဒီမှာသူ့ဘာထောက်တယ်နော်ထောက်ပြီးတော့သူကလို့အဲ့ဒီလေးပိတ်လို့ရှင်းနေတဲ့ဒီကလေးပဲချမ်းလိုက်အဲ့ဒီကလေးကိုဘယ်လိုလုပ်ပါမလဲဒီနှလုံး30လို့ရိုက်မယ်အဲ့ဒီ30ကိုဒီသုံးလုံး30လို့ရိုက်ဆေလူရိုက်ပြီးဒီလေးပဲပြီးတဲ့ဒီအောက်ကဒီတုံးလို့30လို့ပြန်ချိုးလိုက်တဲ့အချိန်မှာအဲ့တုံးကခါနေဒီဘင်းနဲ့တုံးကခါနေလေးဘင်းနဲ့ဒါကမှတ်ထားလိုက်ဒီနှလုံး30ကိုဒီအကွက်ခေါ်တယ်တုံးဘင်းတုံးထိနေ30ဖြစ်တယ်အဲ့ဒီ30ကိုဒီလုံးလို့30လို့ချိုးတယ်ဆေးချိုးတဲ့30အဲ့တုံးကခါနေလေးဘင်းနဲ့ချက်ပေါက်လာဟုတ်ပြီနော်အဲ့ဒီရဲ့ကြီးอ่ะဒီရဲ့ဗျာဒီပွဲမှာ3ပိတ်မှာဒီပွဲမှာထပ်3ပိတ်ပိတ်နေဆိုတော့အဲ့ကတ်ကိုဘယ်လိုလုပ်ပိတ်လဲကြီးอ่ะဆိုတော့ဒီပို့နေတဲ့ကတ်တွေမှာ
ဒီရှိခါတစ်ထိန်နေတူပြီတစ်ဒီမှာရှစ်ပါဝတော့ဒီမှာထောက်တာထောက်ထားပြီးတော့ဒီသုံးပိတ်လို့ရှိတဲ့နေရာမှာဒီနှလုံးကငါကိုဒီအခွာငါနဲ့ဒီလုံးလေးကငါပြီးတော့သူ့ရဲ့နောင်ထဲမှာသုံးပိတ်လို့ဆက်ကြမယ်ဆိုဒီလုံးငါလေးလည်းတယ်ငါတဲ့တော့တွဲနေတာဟုတ်နော်အဲ့လိုလည်းကြည့်ရကျွန်တော်ကဒီဘွဲကိုနှစ်ပိတ်မယ်ယူဆတာတော့ဒီမနှစ်ပိတ်ကိုခုကျနေမှာလောကဒီညမှာရှိတယ်အခုဒီညမှာတည့်ရောက်လာတယ်စိတ်ကတည့်ရောက်လာအဲ့တည့်ရဲ့ဘဝ6ကတည်းရွေးလာဒါလေးအတက်ပဲအဲ့တော့သူဘယ်လိုလုပ်တာလဲဒီကလေးမကြည့်ဒီလေးရဒီနှစ်ကိုနှလုံးပေါင်း6ကိုဒီအကွာ30နဲ့ဒါနဲ့6အဲ့6ကိုဒီနှစ်ပင်မတက်မရောက်ခွင့်မှာဒီလုံး6ရတယ်6လို့ရရင်ကျွန်တော်က6ခါအော်တိုနှစ်ပိတ်ဒါသူစလန်တော့ရှင်းနေတာ6ခါနှစ်ပိတ်ဥပ္ပိ6ခါနှစ်ပိတ်ကတော့ဟုတ်ပြီကွာမင်းကဇလန်တွေကဘာတွေနဲ့တည်ထားတော့သူစလန်တွေကြည့်အောင်ဆိုတော့ဒီသုံးပိတ်မရောက်ခင်နဲ့မှာသုံးပိတ်မဟုတ်ဘူးကျွန်တော်ပထမဆုံးကြည့်ဒီလေးပိတ်ကြည့်ဒီလေးပိတ်မရောက်ခင်နဲ့မှာဒီမှာ6ပိတ်ကြည့်တယ်ဒီလေးလုံးပြည့်လို့ဒီမှာ6ပိတ်ကြည့်တယ်ဒီလေးလုံးပြည့်ဒီမှာ6ပိတ်ကြည့်တယ်ဒီလေးလုံးပြည့်လို့အဲ့လိုအဲ့ကတည်းကဒီကစဉ်းစားကြည့်လိုက်တာအဲ့ချုံးနေတဲ့နေ့ဖြစ်တယ်တော့ဒီဝက်ဒီနှလုံးတွေတားတယ်ဒီဘွဲကြီးနှလုံးတွေကတားတယ်ကျွန်တော်ကဒီဘွဲကိုနှလုံးတွေကတားမှာဆိုရင်6ခါနဲ့နောက်ဘက်ကိုရေးထားပြီး6ခါနဲ့နောက်ဘက်ရေးမှဆိုရင်ရှိမှ9ထိပ်ထဲမလား9ထိပ်ထဲမလားကျွန်တော်ဒီချက်လက်နှစ်ခုသွားနော်အဲ့တော့သူတို့နည်းဖြေချကြည့်သူတို့ဖြေချကြည့်အောင်ဆိုတော့ဒီ83လို့ဒီမှာရေးလိုက်အဲ့ဒီဟိုဒီခုနဲ့တွဲရင်ငါ39ပေါင်း30ပေါ့အဲ့ဒီငါကဘယ်မှာရွေ့ထားလဲကျွန်တော်ဒီ10ခုနဲ့မရောက်ခင်မှာဒီမှာ9ထိပ်ပဲအဲ့ကြောင့်ငါပဲဖြစ်တာဒီမနော်ဒီရတဲ့တရားဒီ83တော့ရေးရင်ဒီမှာရှင်းနေထောက်တာနော်ရှင်းနေထောက်တော့6အဲ့ဒီ6ရဲ့ပါဝါဒီနော်ပြည့်လို့ရေးတာလေအဲ့ဒီဒီ6တော့အဲ့ကြောင့်6လေးထွက်လာဒီနော်နောက်တစ်ခုတို့ကြည့်အောင်နောက်ဆုံးကဒီမှာရေးတဲ့တစ်ကိုဒီမှာ6နဲ့လမ်းထောက်တာဟုတ်လားနော်တစ်ကို6နဲ့လမ်းထောက်တာပြီးတော့ဒီတစ်ကိုဒီလေတိုင်း6နဲ့ပေါင်းရင်ခွန်ကိုဒီနော်ပါနေအဲ့တော့ဒီကခွန်ဆိုလို့ရှိရင်ခွန်ပရိတ်ဒီမှာခွန်ထောက်တဲ့တော့ခွန်ပရိတ်ဆိုလို့ရှိရင်တော့ဒီ9-6နဲ့ကပြတ်သွားအဲ့တော့9-6နဲ့ပြန်ဘယ်တော့အဲ့ဒီ9-6နဲ့ဒီဖျားရှိတာမရှိရဘူးအဲ့ဒီကလေးကိုဆန်းစစ်ကြည့်ရအဲ့ဒီကလေးဆန်းစစ်ကြည့်ရလို့ဆိုတို့ကဒီကတိမှာကဒီနှလုံးပေါင်းတဲ့30ဒီမနော်ဒီနှလုံးပေါင်းတဲ့6ဒါကြောင့်နောက်ပြောက်ဖြစ်နောက်ရတရားဒီနှလုံးပေါင်းတဲ့30ဒီနှလုံးပေါင်းတဲ့10ဒီနှလုံးပေါင်းတဲ့6ဟုတ်ပါအဲ့တော့အဲ့ဒီ3ရဲ့ပါဝါငါလို့ဖြစ်တာကွာမဒီနှလုံးပေါင်းနဲ့ရှေ့
ရှိရပါဘူးနှလုံးသွင်းလို့ထွက်လာအဲ့လိုဆိုရင်ကျွန်တော်ကကြည့်ကြလို့ဆိုဒီနှလုံးပေါင်းနဲ့နေတော့သူကဇက်ကူတာရှုပ်ပြခဲ့တာအဲ့ဒီနေ့ဆိုလို့ချင်းနေ့ရဲ့ဘဝခွန်လာသူကအဲ့ဒီမှာဒီထဲမှာလှုပ်ထွေးနေအောင်လုပ်ထားတဲ့အကြောက်ကိုတို့ကအဖြေတစ်ခုကိုပြန်ပြီးပါနဲ့ရှာတယ်တို့အဲ့လိုဆိုရင်ကျွန်တော်တို့မှာဘာလို့ဆိုတော့ဒီမှာကျွန်တော်တရားတမျိုးရှိတယ်အဲ့ဒီလိုလေးကျွန်တော်တက်နေတယ်နော်အဲ့ဒီလိုကြည့်နောက်တစ်ရွက်တော့ဗာရိုက်မှာလေတို့ကြည့်ကြလို့ဆိုရင်ဒီနေ့ထဲမှာ2000ခုနှစ်ထဲမှာဒီ63ဒီကုန်းခုံထားတယ်အဲ့နောက်ထဲမှာ696ဒီပုံစံလောက်ထားတယ်ဒီ76ခုနှစ်မှာ63လို့အကုန်းခုံထားတယ်အဲ့79ခုနှစ်မှာ696ဒီပုံစံလောက်ထားတယ်အဲ့တော့တို့ဒီမှာ24ခုနှစ်မှာ63လို့အကုန်းခုံထားတယ်ဒီမှာ696ဒီပုံစံလောက်ထားတယ်တို့ထားတဲ့ဒီကက်တွေရဲ့သဘောတရားအရာကသူကဒီဘက်နေ့ကိုဒီဘက်နေ့ကဒီဘက်၄နှစ်ကကနေ့ရလက်ထွက်တာ၄ခွက်၅ခွက်လက်ထွက်တဲ့နေရာမှာဒီလိုတောင်းရက်ခွက်တော့ခွက်ကိုပါဒီလိုခွက်မျိုးပါတော့ထားတော့သူ့ကိုကျွန်တော်တို့ကအဲ့ကြတော့သူ့ရဲ့နောက်နှစ်မှာဘာဒီကားနေတယ်လေသူ့ရဲ့နောက်နှစ်မှာဒီမှာက2000ခုနှစ်ရ2000ခုနှစ်ရ2002ခုနှစ်2002ခုနှစ်ကိုသူဘာဒီကားလဲသူတို့ရှင်းကြည့်လိုက်တဲ့နေရာမှာနော်63လို့အေကိုခုတ်ထားတဲ့ကဲ့ရဲ့ပရိကတိအဲ့ဒီမို့ဒီလိုတိပိတ်တိပိတ်မနော်တိပိတ်ပြီး6ခါထွက်6ခါပုံပြီးထွက်အဲ့တော့ဒီခါဒီဘွဲကိုကြည့်လိုက်ဒီဘွီးပုံက696ဘွီးပုံကရေးတဲ့ပရိကတော့အဲ့တုံးလို့အခွာဆုံးတယ်ဘာကြောင့်ဒီပင်ကိုထွက်နိုင်လာလဲပြမထားရှင်းပြဒီနေရာဘာကြောင့်ထွက်နိုင်လဲရှင်းပြမယ်နော်မှတ်ထားမယ်နော်ဒီလိုအေကုန်းခုံးထားတဲ့ရှိရတဲ့ပရိတ်ကနောက်ပဲဒီဘုံကရေးထားတဲ့696လို့ဘုံကရေးထားတဲ့ပရိတ်ကတော့အဲ့ဒီပရိတ်တင်မလို့တင်နောက်ပဲဒီတော့မလို့အခွာတော့မူစီရဒီ6ရလာတော့ကို6ပါဒါမှမဟုတ်ဗျာအဲ့ဆိုကျွန်တော်တို့ဒုတိယပြန်ကြည့်အောင်ဒုတိယလေးပြန်မှာလေကျွန်တော်ကဒီမှာ16ခုနဲ့19ခုနှစ်ကို6လုံးခုံနေ6ကြောက်ပြီးပုံလာရောက်တယ်အဲ့ဒီနောက်မြစ်ကိုဒီမှာတောက်ခါနဲ့ကြာလာတယ်ခဏတော့အဲ့ကနန်းကဘယ်လိုကြာလဲဒီအေကုန်းခုံထားတဲ့66ဆိုတဲ့ပရိတ်တုံညာအဲ့တုံညာမလို့တော့ညနောက်ပြီတခါဒီ696လို့ဘူးပုံနဲ့ဖြစ်လာတဲ့ဒီ6နှလုံးရှိတဲ့ကက်ကဘရိတ်ကိုမလို့အကွာခွန်တော့တုံညာပေကွာခွန်တော့ခွန်60အဲ့လိုဆိုရင်ကျွန်တော်ကကြည့်လိုက်ဒီပြားကိုကြည့်တာဒီကကြည့်မယ်ဆိုတော့ကျွန်တော်ကဒီ63လို့အေးပုံနဲ့ခုံးထားတဲ့နှစ်ကနှစ်နောက်ပဲနှစ်နောက်ပဲကိုဒီ696လို့ဘီပုံနဲ့ရေးထားတဲ့ပရိတ်ကအခွတ်တဲ့ပေါ်တော့ထောင်းတယ်ကို6နှစ်ဒီဘယ်ချိန်ကျနိုင်တယ်လဲတို့လို့ဆန်းစစ်လိုက်တော့ကျွန်တော်ကြည့်အောင်ဖတ်ပြန်ပြအောင်နော်ကို6နှစ်ဘယ်ချိန်ကျနိုင်တယ်လဲဆိုတော့ဒီနေ့6နှစ်မကြခင်မှာသူ့ရင်ဆိုင်ကတ်ဒီအတူရင်ဆိုင်ကတ်ဒီဘွေးပုံကခါရအပိတ်36ရက်6ရက်ပြီးတဲ့အချိန်မှာဒီနောက်တွဲနှလုံးနဲ့တပင်လုံးကလည်းနဲ့9ရက်ကြလို့နောက်ပိတ်နဲ့ထိတ်ကြီးနဲ့လှမ်း9ရက်ကြီးအဲ့လိုဖြစ်ပြီးတဲ့အချိန်မှာတည့်တယ်မကြဟုတ်ပြီနော်အဲ့တော့
ဒီပြားကိုလည်းကြည့်ကြတယ်ဒီရှိခါရယ်လေးခါရယ်ဒီလေးပိတ်တယ်3မောင်6ရိုက်တယ်မူဒီပေါ့3မောင်6ရိုက်တယ်လို့ဒီနောက်တော့ငါနဲ့ဒီအလေတိုင်းလေးနဲ့ကိုဖြစ်အဲ့ဒီကိုဖြစ်လို့ဒီ3လားပိတ်နဲ့ကိုဖြစ်နဲ့ကိုဖြစ်တဲ့အချိန်မှာခွင့်ကြအဲ့ဒီတော့ကကျွန်တော်တို့ကြည့်ရအောင်ဒီဘွဲကိုကျွန်တော်တို့ဘာကြောင့်အဲ့လိုကစားနေတာလဲပြောကြည့်ရအောင်ဒီဘွဲဒီခွန်ခါရဲ့3လားခါရဲ့ကိုဖိတ်တယ်6ဖြစ်သွားတယ်ဒီနောက်တွဲနဲ့ဒီအလေတိုင်းနဲ့ကိုဖြစ်နေလေလို့ဒီနောက်ပိတ်နဲ့ထိပ်ကြီးနဲ့ကိုဖြစ်တဲ့တော့ကျွန်တော်ဒီဘွဲဒီကို6နေနော်အဲ့တော့ကို6နေကိုတည်ထိုးမယ်အားရမလို့နော်ကို6နေတည်ထိုးရမယ်ကို6နေတည်ထိုးရပြီးကျွန်တော်မိတ်ဆွေလေးဟိုမဘာကဝယ်ထားမဲ့ပုံကိုယ်လေးကိုကျွန်တော်ပြောချင်တာကကျွန်တော်ဟို29ရက်နေ့တက်ဆိုပြီးမို့ပါနဲ့နော်မဘာကလည်း29ရက်မရပါဘူးကျွန်တော်သူပြောကြမယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေကိုအဲ့မှာကျွန်တော်တို့မဘာအထူးကောအနေနဲ့ကျွန်တော်ဖိုင်က30ရက်နေ့ညမှာပေါ့အဲ့ဒါပြီးကြတယ်ကွာဖိုင်ကြီးပြန်အဲ့တော့30ရက်နေ့ညမှာပို့မယ်အဲ့ဒါလေအချိန်တော်ပြီးစောင်းမနဲ့30ရက်နေ့ညကျွန်တော်တောင်းတော့မရအောင်ကိုပေးလဲပါမယ်31ရက်နေ့တည့်ရလုံးညီမတို့ကြက်တို့လို့ရပါတယ်နော်အဲ့တော့မဘာကဒီလေဒီမတက်ပါဘူးတောင်းခွဲပါပဲကျွန်တော်မိတ်ဆွေတွေနော်နေဦးမှာတလုံးနဲ့နှလုံးလွဲနဲ့ဆိုတာလည်းကြားတယ်တလုံးလွဲနဲ့ခံလိုက်ရတယ်ပေါ့နော်ထုတ်တာက3နာခွန်9ရဲ့3ခွန်9ရဲ့မိထားပြီးထုတ်ပါလေအဲထွက်လာတော့9ခွန်နဲ့ဒါတော့သူကကျွန်တော်နှစ်နောက်ပိတ်နဲ့ရိုက်တဲ့ကတ်ရှိပါတယ်သူထွက်ကျွန်တော်ရိုက်ကြတာကဒီထောင်နဲ့အဲ့ကြတော့ရှင်းနှလုံးကိုတပွင့်ဒီကြီးပြီးထွက်လာဒီလိုပါပဲတတိတီဆိုတာဒါကြောင့်လို့ကျွန်တော်ပြောနေလို့တိန်နေဆိုတဲ့သဘောတရားတွေပဲဖြည်းဖြည်းနဲ့ဆော့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေများနော်အဲ့ဒီဝီယိုဖိုင်ကိုလည်းလောပြီးမဆောက်ပါနဲ့လောပြီးကျွန်တော်မမြင်များပါနဲ့အဲ့တော့လို့ဆိုတကယ်လို့မဘာကတ်ကိုဝယ်ကြမယ်ပုံကိုယ်လေးကျွန်တော်မိတ်ဆွေတွေဟောဒီမှာဘုရားကို40နဲ့3က2နှစ်နော်ဒါကိုရဲထက်နိုင်ဒီဖုန်းကကိုရဲထက်နိုင်ရဲ့ဖုန်းမှာနော်ဒီ public ကိုတက်တော့တက်ပါပါနည်းနည်းကျဲသွားတဲ့သဘောရှိပါတယ်ဒါတော့မှတရားချက်တရားချတော့လာနိုင်တဲ့သဘောရှိပါတယ်ဒါကြောင့်အောင်ကျွန်တော်မိတ်ဆွေများနော်အထူးဒီလိုလေးတင်ပါတယ်အောင်မြင်ကြပါလိမ့်လို့ပြောကြရင်လေဒီကုန်းထုတ်အပ်ပါတယ်အားလုံးနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံတော်နေ့ရှိကြပါစေ